ဒီယိုနဲ့ဂျိုဒါတို့ကသူတို့စတန်တွေရဲ့ပါဝါတွေကိုဇက်တိုက်စမ်းသပ်နေကြပြီးတော့ဇဘောတို့နဲ့ Star Black D9 ကိုထိုးရဲ့ပါဝါတွေကဘေးကိုလွှင်းစင်လာမလို့ဂျိုဒါနဲ့ဒီယိုလည်းလေးပေါ်ပြန်တက်လာကြပါတယ်။ချိန်မှာတော့ဇဘောတို့က Star Black D9 ကိုထိုးမိပါမလို့ဇဘောတို့ကပိုချမ်းတယ်လို့ဒီယိုကပြောလိုက်ပါတယ်။ဒီယိုကဂျော်နသန်မျိုးဆက်တွေဖြစ်တဲ့ဂျိုးစားမျိုးဆက်တွေနဲ့ထိုက်ပြီးတိုက်ခိုက်ခဲ့လို့ရှိရင်ညာတာမှုမရှိပဲတိုက်ခိုက်မယ်လို့ခရီးပေးထားခဲ့ရမလို့ဂျိုဒါတို့ဇဘောတို့သုံးပြီးတော့ဆုံးသက်တော့ပါဘူး။အဲလိုနဲ့ဒီယိုကဇဘောတို့သုံးပြီးတော့ချိန်ကိုရိုက်လိုက်တဲ့ခါမှာတော့ဂျိုဒါကလှုပ်လို့မရတော့ပါဘူး။သူ့ရဲ့ကံကြမ္မာလမ်းကြောင်းကိုလာရှုပ်တဲ့ဂျိုးစားမျိုးဆက်ကဂျိုဒါနဲ့တူဆုံးသက်သွားပြီလို့ပြောပြီးတော့ခိုးချလိုက်တဲ့အချိန်မှာဂျိုဒါတို့ရဲ့လက်ချောင်းတွေကလှုပ်လာမလို့ဒီယိုကကြောက်လန့်ပြီးတော့နောက်ကိုဆုတ်လိုက်ပါတယ်။ရက်ထားတဲ့ချိန်ထဲမှာဂျိုဒါတို့ရဲ့လက်ချောင်းတွေကလှုပ်နေရမလို့ဂျိုဒါပြောခဲ့လို့ Star Black နဲ့ဇဘောတို့ကတကယ်ပဲပုံစံတူစတန်တွေဖြစ်နေတာလို့ဒီယိုကတွေးလိုက်ပါတယ်။ဂျိုဒါတို့ကရက်ထားတဲ့ချိန်ထဲမှာဒီယိုလုံးသမျှကိုမြင်နေရတာလို့ဒီယိုကတွေးနေမယ်9စက္ကန့်ပြေးသွားပါပြီ။အဲလိုနဲ့အချိန်ရတာပြီးသွားတဲ့နောက်မှာ Star Black နဲ့ထိုးနေအောင်ရဲလိုက်ပြီးတော့ဂျိုဒါကြီးကဒီယိုရှိရဲ့ဘက်ကိုကျေးလိုက်တာမို့လို့အချိန်ရတဲ့အတွင်းမှာသူ့ကိုမြင်နေရတာလို့ဒီယိုကမေးလိုက်ပါတယ်။ဒီယိုမေးနေရတယ်ကိုဘာမှမသိဘူးလို့ဖြေပြီးတဲ့နောက်မှာဂျိုဒါတို့ကဒီယိုသွားသလိုမျိုးသွားမလိုက်တာမို့လို့ရက်ထားတဲ့ချိန်တွင်းမှာဂျိုဒါတို့ကတကယ်ပဲသူ့ကိုမြင်နေရလားဆိုတာသိရဖို့ဒီယိုကနောက်ကနေဇဘောတို့နဲ့အတူလိုက်လာပါပြီ။ဒီယိုကဇဘောတို့စားရတဲ့ချိန်တုန်းကစတန်ပါဝါစမ်းသပ်ဖို့အတွက်ငတုံးကောင်တန်းနဲ့ပြစ်ခိုင်းလိုက်ပြီးတော့အချိန်ကိုရက်လိုက်ပါတယ်။ဒီယိုကအချိန်တကယ်ရက်သွားလို့မထင်မဲနဲ့လက်ဝဲသမားလေးကတစ်စက္ကန့်ကိုစက္ကန့်ပေါ်မှာမြင်နေရတယ်လို့မြင်နေရလို့ထင်ခဲ့ရပါ။ဒါပေမဲ့အချိန်ကတကယ်ရက်သွားတာဖြစ်ပြီးတော့ရက်သွားတဲ့ချိန်တွင်းမှာဇဘောတို့ကလိုးလက်လက်သွားလာလှုပ်ရှားနိုင်ပါတယ်။ဒီယိုကကဘာကြီးကိုအုပ်စိုးဖို့မွေးလာမလို့ချိန်ကိုရက်နိုင်တာဒီယိုရဲ့သဘာဝပဲလို့ဘွားတို့ရန်ရပါပြောလိုက်ပါတယ်။အဲလိုနဲ့နေလာပြီးတရက်မှာတော့အချိန်စပိန်တွေကဇဘောတို့ရဲ့တသားလေးဖြစ်နေတဲ့အကြောင်းကိုဒီယိုကသိလိုက်ရပါတယ်။ဒီယိုကအားလုံးထက်ဂျန်နဲ့စတန်ကိုပါဆိုင်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်အချိန်ကို9စက္ကန့်ထိရက်နိုင်နေပါပြီ။ဂျိုဒါတို့ကအချိန်ရက်တဲ့အတွင်းမှာတကယ်ပဲလုံနိုင်နေရလားဆိုတော့သိရဖို့ဒီယိုကဇဘောတို့ထပ်ပြီးတော့သုံးလိုက်ပါတယ်။အဲလိုနဲ့ဒီယိုကဂျိုဒါကိုနောက်ကိုကတ်လာတဲ့အချိန်မှာဂျိုဒါတို့ရဲ့လက်ကလှုပ်လာပါတယ်။ဒီယိုရဲ့လက်ကဂျိုဒါကိုနောက်ကိုကတ်လိုက်တဲ့အချိန်မှာလည်းလှုပ်နေရမလို့ဂျိုဒါတို့ရဲ့လက်ကွက်ကိုဒီယိုကတိသွားမလို့ရီလိုက်ပါတယ်။ခဲတော့ဂျိုဒါတို့ကဒီယိုရဲ့လက်မှာတန်လိုက်တစ်ခုကတ်ထားပြီးတော့သူ့လက်မှာလည်းတန်လိုက်တစ်ခုကတ်ထားမလို့ဒီယိုကတ်လာတဲ့အချိန်မှာလက်ကလှုပ်နေရပါ။ရထားတဲ့အချိန်ထဲမှာဂျိုဒါတို့ကလှုပ်လို့မရအောင်ဆိုတာသိသွားမလို့ဒီယိုကပြန်လာပြီးတော့ဇဘောတို့နဲ့ဂျိုဒါတို့ခုတ်လိုက်တဲ့အချိန်မှာဂျိုဒါတို့ရဲ့လက်ကလှုပ်လာပြီးတော့ Star Black နဲ့ကြီးကဇဘောတို့ရဲ့ဘိုက်ကိုထိုးဝဲလိုက်တာမလို့ဒီယိုကအချိန်ကိုရဲလိုက်ရပါတယ်။တကယ်တော့ဂျိုဒါတို့ကလှုပ်လိုက်နေပြီးတော့သူလှုပ်လိုက်နေဆိုတာဒီယိုမသိရအောင်လက်မှာတန်လိုက်ကလှည့်စားပြီးတော့နားကိုများခွန်လိုက်တာဖြစ်ပါတယ်။အဲလိုနဲ့ဒီယိုလဲ Star Black နဲ့ထိုးတာခံလိုက်ရမလို့ဆိုင်းရှိကိုလွန်သွားပြီးတော့မန်ခွဲတစ်ခုကြောင့်ဘယ်ဘက်ချက်တော့ကပြတ်သွားပါတယ်။ဂျိုဒါတို့ကရက်ထားတဲ့ချိန်ထဲမှာလှုပ်လိုက်နေဆိုပေမဲ့မျက်စိတမိတ်စာလောက်ပဲလှုပ်နိုင်သေးရပါ။ဒီယိုကစံပါရှင်မျိုးသမီးကိုသူ့ရဲ့ချက်တော့တစ်ဖက်ယူလာပြီးကိုပြောလိုက်ပေမဲ့မျိုးသမီးကကြောက်လန့်နေရမလို့ပထမတန်းခရီးသည်စီကိုဝိုင်းနဲ့9ဦးစားနဲ့ယူလာပြီးရဲ့လိန်မယ်လေးလို့တော်တော်လက်လက်လှုပ်ရှားဖို့မိန်ပေးလိုက်ပါတယ်။ဂျိုဒါတို့ဒီယိုစီကိုရောက်လာတဲ့အချိန်မှာအမျိုးသမီးကိုသွေးဆုပ်လိုက်တာမို့လို့ဒီယိုရဲ့ချက်တော့ကပြန်ကောင်းသွားပါတယ်။ဂျိုဒါကိုကြည့်နေတဲ့အချိန်မှာပဲဒီယိုကပျောက်သွားပြီးတော့ဂျိုဒါနောက်မှာရှိတဲ့မတ်တိုင်ပေါ်ကိုရောက်နေပါတယ်။ရထားတဲ့ချိန်ထဲမှာဂျိုဒါတို့ရဲ့မျက်လုံးကဒီယိုနောက်ကိုလိုက်လာမလို့ဂျိုဒါကိုမြင်နေရတယ်ဆိုတာကိုဒီယိုကသိသွားပါတယ်။ဒါကြောင့်မလို့ဂျိုဒါတို့က2စက္ကန့်3စက္ကန့်ဒါမှမဟုတ်သူ့လိုပဲ9စက္ကန့်ထိလုံနိုင်နေရတာလို့မေးလိုက်ပါတယ်။ဂျိုဒါတို့ကနည်းနည်းတော့လေးချင်းလိုက်ရင်ကြာကြာလုံနိုင်တာမှဖြစ်ပြီးတော့အခုချိန်ထိရောမျက်စိတမိတ်စာပဲလုံနိုင်ပါသေးတယ်။ဂျိုဒါတို့တက်ဖို့အတွက်နားကစရာမလိုဘူးလို့ဒီယိုကပြောပြီးတော့ဓာတ်တွေအများကြီးကိုထုတ်လိုက်တဲ့နောက်မှာဂျိုဆက်ကြီးတဲ့ပိုဆိုတဲ့ကံကြမ္မာကိုရင်ဆိုင်ရမယ်လို့ဂျိုဒါတို့ပြောလိုက်ပါတယ်။ဒီယိုဘာလို့တော့မယ်ဆိုတော့ဂျိုဒါတို့ကသိလို့ခုံပြီးတော့ထွက်ပြေးဖို့လုပ်ဝင်မယ်ဒီယိုကဇဘောင်းတို့နဲ့အချိန်ကိုရက်လိုက်ပြီးတော့ဂျိုဒါစီကိုဓာတ်တွေအများကြီးပြစ်ထည့်လိုက်ပါတယ်။ဒီလောက်ဓာတ်တွေအများကြီးကို Star Black ကြီးကတစ်ချိန်ထဲမှာဘလို့ကာနိုင်မှာလဲလို့မေးပြီးတော့နောက်ထပ်ဓာတ်6ချောင်းပြစ်ထည့်လိုက်ပါတယ်။နောက်ထပ်ဓာတ်တွေထည့်ပြတဲ့အချိန်မှာတော့ Star Black ကြီးနဲ့ပေါ်လာပြီးတော့ဓာတ်တွေကိုကာလိုက်ပြီးမှဂျိုဒါတို့ရဲ့ limit ကပြေသွားမှာလို့လှုပ်လို့မရတော့ပါဘူး။အဲလိုနဲ့အချိန်ရပြီးသွားတော့ရက်နေတဲ့ဓာတ်တွေကဂျိုဒါရှိကိုပြန်လာမို့လို့ Star Black ကြီးနဲ့ဇက်တိုက်ကာပေးနေမယ်ဓာတ်တွေကရမ်းများနေတော့ဓာတ်ရှိကဂျိုဒါတို့စိုက်သွားပါတယ်။ဒီကလည်းလိုအပ်မရဆိုပြီးတော့နောက်ထပ်ဓာတ်ချောင်းပြစ်လိုက်တဲ့အချိန်မှာ Star Black ကြီးနဲ့ကာလိုက်ပြီးမှဂျိုဒါတို့ရဲ့ခေါင်းကိုစိုက်သွားပြီးတော့လမ်းမပေါ်ကိုပြုတ်ကျသွားပါတယ်။ဒါပေမဲ့ဂျိုဒါတို့ကဘာမှဖြစ်ပါဘူး။အကြောင်းကတော့ဒီများတစ်ခုခုပြစ်ခဲ့ရင်ဆိုပြီးတော့မဂဇင်းတွေကိုအင်ဂျင်နဲ့အုတ်ထုတ်အောင်မှာဖွဲ့ယူခဲ့ရမလို့ပါ။ဂျိုဒါတို့ကတေးချောင်ဆောင်ပြီးတော့ Star Black ကြီးနဲ့မီရဲ့ကွာဝေးကိုဒီကိုရောက်လာမှတိုက်ခိုက်မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာဒီကိုကအောက်ကိုဆင်းလာပါတယ်။ဒါပေမဲ့ဂျိုဒါတို့ကတေးချောင်ဆောင်နေတာဖြစ်နေတယ်လို့ဒီကိုကတွေးလိုက်ပြီးတော့တိုင်ရိုးချိုးလိုက်ပြီးအဲ့တိုင်နဲ့ဂျိုဒါကိုခေါင်းကိုဖျက်တော့မှာပါ။ဒီကိုကတိုင်ရိုးကိုကင်ပြီးတော့ဂျိုဒါတို့ခေါင်းဖျက်တော့မယ့်အချိန်မှာနောက်ကနေဖိုးနဲ့ဦးကရောက်လာပြီးတော့ဆေးပါချောက်ရတဲ့ဓာတ်နဲ့ဒီကိုခေါင်းကိုဆိုက်လိုက်ပါတယ်။ဇဝါရီတို့အချိန်ကြီးရက်သွားပြီ။အော်ဖိုးနဲ့ဟူကိုအချိန်ကိုရပြီးရဲ့နောက်ကတော့ဒီကဖိုးနာဟုကိုထိုးလိုက်ရမလို့ဖိုးနာဟုလည်းလွန်သွားပါတယ်မင်းတို့ကန်ဆိုးရပဲဖိုးလို့ကြတဲ့ဟူမင်းသာအားနေနေလေးထည့်လိုက်မယ်ဆိုရင်ငါအုံတော့ကစားစီကြီးမအောင်ပါခွေမသာမဖြစ်နိုင်တာဖိုးနာဟုကိုတက်လိုက်ရင်တော့ဂျိုစတာအိုစုရဲ့ Egypt ခီးစဉ်လေးကဒီမှာပဲပြီးဆုံးသွားပြီအခွဲထဲမှာတေးချောင်ဆောင်ပြီးကျုံမလို့ပါဆိုဒီကဖိုးနာဟုကိုတက်တော့မှာတယ်ဖိုးနာဟုကိုကဲရတာမခတ်ဘူးဒါပေမဲ့ Star Black နဲ့နောက်ဒီကကတ်လာမှာမဟုတ်ဘဲနဲ့အင်တကာလိုပဲဖြစ်သွားလိမ့်မယ်စောက်တလွဲกว่าရက်နေတဲ့ချိန်တွင်းမှာလှုပ်ဖို့မနေစူးစမ်းခဲ့ရပါဆိုအခုကျတော့မလှုပ်မိအောင်နေရတယ်ကဲကောင်းရမို့ရောက်ပါစီကွာဖိုးလို့ရတဲ့ဟူဒီကဖိုးနာဟုကိုတက်တော့မယ့်ချိန်မှာဂျိုရာတို့ရဲ့လက်ချောင်းကလှုပ်သွားမလို့ဂျိုရာတို့ကစရရမတည်သေးရလားဒါမှမဟုတ်တတိပြန်လဲလားလို့ဒီကစဉ်းစားလိုက်ပါတယ်ဟဲ့ကောင်မင်းကို share ဝိုင်းလာပြီငါတို့ရှိမှတ
နဲ့ပါတယ်ကွာအဲ့ချိန်မှာဒီယိုကဘဲနဲ့ပွေရဲ့ကြောင်းရောက်လာပါတယ်တပွေကိုလက်သီးနဲ့ထိုးတပွေရဲ့လေပင်ကိုလက်နဲ့နှပ်ပြီးတော့ဟိုနားမှာလဲနေတဲ့လူရဲ့ကြိုက်တဲ့နေရာကိုတနက်နဲ့ပြစ်လို့မိန်ပေးလိုက်ပါတယ်ရဲတနက်နဲ့ပြစ်လိုက်တဲ့အချိန်မှာကြီးစံထိသွားရင်ပဲဂျိုရာရိုကမလှုပ်တာမလို့ဂျိုရာရိုကသေနေပြီးတော့ခုနကလှုပ်တဲ့အတန်စိတ်ထင်တာလို့ဒီယိုကတွေးလိုက်ပါတယ်ရဲတော့ဂျိုရာရိုကကြီးစံထိသွားမဟုတ်ဘဲနဲ့ Star Plat ဒီနဲ့ကြီးစံကိုဖမ်းထားလိုက်တာပါဒီလိုလုံးမယ်လို့မထင်သားခဲ့ဘူးခါဒီကောင်ကတကယ်ယူနေရကောင်းပဲဂျိုရာရိုတကယ်သေမသေးအသက်ရှူတန်ကိုဒီယိုကနားထောင်နေရမလို့ဂျိုရာရိုကအသက်အောင်လိုက်ရပါတယ်ဒါပေမဲ့ဒီယိုကမကျင်သေးမဲနဲ့ဂျိုရာရိုရဲ့နှလုံးခုန်တန်မှာနားထောင်နေရမလို့ဂျိုရာရိုကလည်း Star Plat ဒီနဲ့ကိုသုံးပြီးနှလုံးကိုရက်လိုက်တာမလို့နှလုံးခုန်တန်မှာမကြားတော့ပါဘူးနားလိုက်တာငါဒါသတိလစ်သွားရင်တကယ်သေသွားလိမ့်မယ်ကိုစတန်နဲ့နှလုံးရအောင်လုပ်ပြီးတော့သေသွားရဲဆိုရင်စောက်ကျိုးနဲ့ကြားလို့မှမကောင်းအသက်ရှူတန်နှလုံးခုန်တန်ကိုမကြားတော့ဘူးဒါပေမဲ့စိတ်ချရအောင်ဒီကောင်ခေါင်းတော့လိုရမယ်ရဖြတ်မှဖြစ်မယ်ရတယ်မလားဂျိုသာရိုဒီကဂျိုရာခေါင်းဖြတ်တော့ပါမလို့ Star Plat ဒီနဲ့လည်းဂျိုရာနှလုံးညှစ်ပြီးတော့သတိပြန်လဲလာအောင်လုံးနေတော့ဒီကရချလိုက်တဲ့အချိန်မှာတော့အဲ့လိုနဲ့ဒီကခေါင်းကြီးမှာကြေမပါအောင် Star Plat ဒီနဲ့ထိုးကခံလိုက်ရပြီးတော့ဒီလောက်နဲ့တော့ဒီကသေအောင်မှမဟုတ်ဆိုတာဂျိုရာတို့ကသိနေပါတယ်ဒီကပြန်ထားဖို့လုပ်ရင်ပဲခြေထောက်တွေကိုထိန်းလို့မရတော့မလို့ဗာပြစ်တာလေးကိုတွေးနေတဲ့အချိန်မှာတော့ဂျိုရာတို့ကကားရဲ့ဓာတ်စီတွေကိုထုံးနေပါပြီဒီကခေါင်းခွဲအောင်ထိုးဝင်လိုက်ရမလို့ခြေထောက်တွေကိုထိန်းလို့မရတော့ဖြစ်ပါတယ်ဒီကဖြစ်ပြနေရတွေကိုလက်မခံနိုင်ဖြစ်နေတဲ့အချိန်မှာဂျိုရာတို့ကဒီကိုဓာတ်စီတွေလောင်းလိုက်ပြီးတော့ထွက်ပြေးတော့မှဓာတ်စီကိုနှမ်းခံပြီးလိုက်မှလို့ပြောလိုက်ပါတယ်ချီးညာနေတဲ့အချိန်မှာတစ်ဖက်သက်ကြီးမချချင်ပဲလီးတောင်ကြီးမဆိုင်ဘူးမင်းเจ้าနဲ့ငါးတငယ်ချင်းတွေရောပြစ်မရှိတဲ့လူတွေရောအများကြီးသေခဲ့ရပြီဂျိုရာတို့ကဒီကိုဓာတ်စီနဲ့မီရှို့တတ်ဖို့လုံးနေမယ်ဒီကမကြောက်ဘဲနဲ့ရှိနေပါတယ်ခဲတို့ဒီကမြေကြီးနောက်ကိုကပ်ပြီးတော့နောက်ကကားလာတာကိုနားထောင်နေရပြီကားလာတဲ့အချိန်မှာအချင်းကိုရက်လိုက်တာမို့လို့ဂျိုရာကလည်းဆက်လိုက်လို့မရတော့ပါဘူးအဲ့လိုနဲ့အချင်းရပြီးပြီးတော့ဒီကကားနဲ့ပါသွားတဲ့အချိန်မှာဂျိုရာတို့က Star Plat ဒီနဲ့ကိုတုံးပြီးတော့ဓာတ်နဲ့လမ်းပြေးလိုက်လို့ကားဘင်းကိုထိပါပြီးဒီကလမ်းမပေါ်မှာကြံခဲ့ပါတယ်ဒါပေမဲ့ဒီကအဲ့နေရာကိုရောက်ဝင်ဆိုရဲစကားကိုပဲတွတ်တွတ်ပြောနေပြီးတော့မြောင်းဖုံးကိုပွင့်လိုက်တဲ့အချိန်မှာအထဲကိုကြောနေတဲ့ဂျိုရာရိုကြီးကိုမြင်လိုက်ရပါတယ်ဒီကအချင်းကိုရက်ပြီးတော့ဓာတ်နဲ့ပြေးဖို့ကြိုးစားရမယ်ဂျိုရာရိုရဲ့ Star Plat ဒီနဲ့လက်ဦးသွားပြီးတော့ဇက်တိုက်ထိုးခံလိုက်ရမလို့ဒီကဝေးကိုလွန်သွားပါတယ်ဒီကထိုးခံလိုက်ရပြီမဲ့တကယ်တော့ဓာတ်တွေအားလုံးကသူ့ကြိုးချင်းကြီးဓာတ်ရဲ့အတိုင်းပဲဖြစ်ပါတယ်ဂျိုရာရိုကလက်စားခံလိုက်ရပြီးတော့ဒီလမ်းကိုမှတ်မိတယ်လို့မေးလိုက်တဲ့အချိန်မှာပဲအမားလုံးမိလိုက်ပြီဆိုတာသိလိုက်ပါတယ်ဒီကလွင့်ဝအောင်တမင်ထိုးခံခဲ့ရဖြစ်ပြီးတော့သူပြောတဲ့အဲ့နေရာဆိုတာဂျိုးဆက်ကြီးလောင်းရှိရဲ့နေရာပါဂျော်ဒန်ရဲ့ body ဒီယိုပိုင်းမဖြစ်သေးတာဂျိုးစတာသွေးကိုလိုအပ်နေလို့ဖြစ်ပါတယ်ဂျိုးစတာသွေးနှဲငယ်ကိုယာပြီးတဲ့နောက်မှာတော့ခေါင်းကိုဇက်တိုက်ဖြဲနေတော့မှဇက်တိုက်ကြီးပြန်ကောင်းနေပါတယ်ဂျော်ဒန်ရဲ့ body ကိုပြေဆုံးအောင်ကူညီပေးခဲ့တာဂျိုးတာမို့လို့ဂျိုးစားမျိုးဆက်တွေကဒီယိုရဲ့ကံကြမ္မာလမ်းကြောင်းပေါ်မှာနွားရှိမုံလို့ဖြစ်ခဲ့ရင်ပဲနောက်ဆုံးမှတော့သူ့အတွက်ပါမီဖြည့်ရရပဲလို့ပြောလိုက်ပါတယ်ဂျော်ဒန်ရဲ့ခန္ဓာကိုယ်ကဒီယိုပိုင်းဖြစ်သွားမို့လို့ပြောပြီးတော့ရည်နေတဲ့အချိန်မှာပဲဂျိုးဆက်ကြီးရဲ့ခန္ဓာကိုယ်ရနဲ့ငွေရထွက်လာတာကိုဂျိုးတာတို့ကမြင်လိုက်ရပါတယ်ဂျိုးသားတို့ဒီယိုငါ့ရဲ့ body ကိုဘာပဲလုပ်လို့မင်းစိတ်တူလို့မဖြစ်ဘူးငါအတွက်စိတ်မပူနဲ့တော့ဒါတွေအားလုံးကဖြစ်ကိုဖြစ်ရမှာမို့လို့ဖြစ်လာတာဒါကြီးရဲ့ဝင်းကြီးလားခါခွဲက US တန်လိုဝက်ချက်ကိုဖြည့်ရှင်းခဲ့ပြီးတော့ငါမင်းကိုလက်ဆင့်ကမ်းပေးခဲ့ရမလို့အခုဆိုရင်မင်းကအချိန်ရထားတဲ့အတွင်းမှာလှုပ်နိုင်နေပြီအဲ့ဒါကိုကောင်းကောင်းအသုံးချငါတို့၄ယောက်လုံးကဒီကိုစုပြီးတက်ခိုက်ခဲ့မယ်ဆိုလို့ရှိရင်အခုချိန်မှာအကုန်လုံးသေနေလောက်ပြီဂျိုးသားတို့ကြီးဒီခရီးစရာတကယ်ကိုပျော်စရာကောင်းခဲ့တယ်မလားကွာဖြစ်ပျက်တွေအများကြီးဖြစ်ခဲ့ရင်ပဲမင်းကောယူတယ်ပဲဆိုဒီရက်ပေါင်း90ရာတကယ်ကိုပျော်စရာကောင်းခဲ့ပါတယ်ဂျိုးသားတို့အဲ့လိုနဲ့ဂျိုးသက်ကြီးရဲ့ဝင်းကြီးကပြောစရာရှိရတယ်ပြောပြီးတဲ့နောက်မှာတော့ပျောက်ွယ်သွားပါတယ်ငါတကယ်မရှိရတွေကိုမြင်နေရတာများလားဒီကဂျိုးသက်ကြီးရဲ့ရှင်ဘက်ကိုလက်နဲ့နှိုက်လိုက်ပြီးတော့ကြံရတဲ့သွေးတွေကိုဆုပ်လိုက်ရမို့လို့ဂျိုးသက်ကြီးရဲ့ခန္ဓာကိုယ်ကလည်းမန်မီလို့ဖြစ်သွားပါတယ်ဒီကိုဘာပဲလို့ဒေါ်မထွက်ဖို့ဂျိုးသက်ကြီးကပြောခဲ့ရင်ပဲဓာကြီးကိုမြင်ပြီးတဲ့နောက်မှာဘလို့ဒေါ်မထွက်ပဲနေနိုင်မှလဲလို့ပြောပြီးတော့ဂျိုရာတို့ကဒီကိုစီကိုပြေးလာပါတယ်ဒီကလည်းဂျိုရာကိုပြေးလာပြီးတော့ဒီကိုနဲ့ဂျိုရာတို့ကမိုးမှာချရပါပြီဒီကဇဘောက်တို့နဲ့ချင်အောင်ရက်ပြီးဂျိုရာတို့တိုက်ခိုက်ပြင်မဲ့ဂျိုရာတို့က Star Plat ဒီနဲ့ပြန်ပြီးခုခံလိုက်ပါတယ်ဒါပေမဲ့ဒီကိုချင်ရတာ6စက္ကန့်ကိုရောက်လာမလို့ဂျိုရာတို့ကလှုပ်လို့မရတော့ပါဘူးဂျော်ဒန်ရဲ့ body ကဂျိုးစားသွင်းနဲ့ပြေးစုံသွားမလို့ချင်ရတဲ့ပါဝါတဖြည်းဖြည်းနဲ့တိုးလာပြီးတော့ဒီက share ကို hide နေပါတယ်ချင်ရတာတဖြည်းဖြည်းတိုးလာနေပြီးတော့9စက္ကန့်ကိုရောက်လာပါပြီဒီကလည်းဇဘောက်တို့နဲ့ဂျိုရာတို့ထိုးလိုက်ပြီးတော့ဂျိုရာတို့ရဲ့ရိုးရလည်းအပ်သွားပါတယ်ဒါပေမဲ့ဒီကဂျိုရာတို့မညာမဲနဲ့ဇက်တိုက်တိုက်ခိုက်နေရမလို့ဂျိုရာကလည်းဝေးကိုလွန်လာပြီးတော့လမ်းမပေါ်ကိုပြုတ်ကျသွားပါတယ်ဒီကိုချင်ရတာ6စက္ကန့်ကြီးရောက်လာပြီးတော့နောက်ဆုံးနေတဲ့ဂျိုရာတို့အဆုံးသတ်မယ်လို့ပြောပြီးတော့ဇဘောက်တို့တုံးပြီးချင်းကိုရက်လိုက်ပါတယ်ဒီကချင်ရတဲ့တွေမှာဂျိုရာတို့ကြည့်နေပြီးတော့ရုတ်တရက်လမ်းမပေါ်ကပျောက်သွားမလို့ဒီကိုဘာကြီးကြံစီနေလဲဆိုတာမစင်ရတော့မယ်နဲ့ဘာကြီးပဲဖြစ်လာပဲလာရင်ဆိုင်မလို့ဂျိုရာကဆုံးမဲ့လိုက်ပါတယ်ချင်ရတာ9စက္ကန့်ရောက်လာတဲ့အချိန်မှာတော့အပေါ်မှာအခြေကြီးတစ်ခုကျလာပြီးကြီးတဲ့အခါမှာတော့ဒီကလမ်းချိတ်ဆက်ကြီးကိုယူလာတာပါလမ်းချိတ်ဆက်ကြီးနဲ့ဖိမကန်ရဖို့ရေဂျိုရာတို့က Star Plat နဲ့အောက်ကနေဇက်တိုက်ထိုးနေမယ်ဒီကလည်းအပေါ်ကနေဇဘောက်တို့နဲ့ဇက်တိုက်ထိုးနေရမလို့နောက်ဆုံးမှတော့ဂျိုရာတို့ကတောင်းမခံနိုင်တော့မယ်လမ်းချိတ်ဆက်ကြီးနဲ့ဖိခံလိုက်ရပါတယ်နောက်ဆုံးမှတော့ Star Plat နဲ့ဇဘောက်တို့အနိုင်ရလိုက်ပြီလို့ဒီကပြောလိုက်ပါတယ်ဒီက immortal သွေးစိုးဖို့ကောင်ဖြစ်ပြီးတော့အချိန်ကိုရက်နိုင်တဲ့ stand power ကိုလည်းပိုင်ဆိုင်ထားရမလို့ကဘာကြီးကိုအုပ်စိုးမယ်လို့ပြောပြီးတဲ့နောက်မှာချင်းရတာ10စက္ကန့်ထိအောင်ရောက်သွားပါတယ်လမ်းချိတ်ဆက်အောက်မှာပြီးနေတဲ့ဂျိုရာတို့ရဲ့သွေးကိုတောက်မယ်လို့ပြောလိုက်တဲ့အချိန်မှာပဲခြေလက်တွေကနေကွေးလာပါတယ်တကယ်တော့ဒီကခြေလက်တွေကနေကွေးလာမဟုတ်ဘဲနဲ့ချင်းကတဖြည်းဖြည်းနဲ့ရက်လာနေရပါဘာတွေဖြစ်နေလဲလို့စဉ်းစားနေတဲ့အချိန်မှာပဲဒီကနောက်ကနေဂျိုရာတို့ကြီးကပေါ်လာပါတယ်ကြည့်ရတော့ဒါကမင်းရဲ့ limit ပဲထင်တယ်ဒီကို6စက္ကန့်မှာင
ငါအချင်းရက်ပြီးတော့လမ်းချိတ်ဆက်အောက်ကနေထွက်ခဲ့တာဂျိုရာတို့ကကိုလိုမလုံးနိုင်တဲ့အချိန်တွေမှာကိုနောက်ကိုတယောက်ရောက်လာတာရင်ကုန်တကြားလို့အောက်ဆီဂျင်ပြတ်တော့မဲ့ရင်ကုန်သမားလေးရှူဖို့ရေမဲနဲ့ရင်ပေါ်တက်လာနေအောင်ပခုံးပေါ်လက်တစ်ဖက်ရောက်လာပြီးရောက်ကိုဆွဲချခံလိုက်ရခန်းစားချက်လိုပဲမလားလို့ဒီကိုမေးလိုက်ပါတယ်ဒါပေမဲ့ဂျိုရာတို့ကဒီကိုပေါ်မှာတနာညဆဲလောကမရှိဘဲနဲ့ခြေထောက်တစ်ချောင်းကိုကန်ချိုးလိုက်ပြီးတော့ချမ်းသာပြီးွားတဲ့ခါမှာတော့ဒီကိုကနှစ်ပတ်သုံးပတ်လဲပြီးတော့လမ်းမပေါ်ပြောကြရပါတယ်ဒီကိုကတရားကြီးတဲ့ရားနေရမလို့ဂျိုရာတို့ကခုလိုအချိန်မှာမတိုက်ခိုက်ချိန်မှာဒါကြောင့်မလို့ခြေထောက်ပြန်ကောင်းဖို့ဘယ်နဲ့ဆက်ကယူမှလဲလို့မေးပြီးတော့ပြန်ကောင်းတဲ့ Star Black တင်အောင်လွတ်လိုက်မယ်လို့ပြောလိုက်ပါတယ်ဂျိုရာတို့ကကောင်းဝင်တယောက်ဆိုရင်ဒီကိုတနက်ဆွဲခိုင်းပြီးတော့နောက်ရက်မှာဘသူမြန်ဆုံးလဲဆိုတာဆုံးဖြတ်မှာပါဂျိုရာတို့ကဒီကိုဒီချိန်လေးထိအောင်လုံးနိုင်ပေမဲ့တက်ဆရာရှိရမတက်ပဲဖင်အားနေရဂျိုရာတို့ကြာဆုံးစီလိမ့်မယ်ဒီကိုကတော့ဘလိုနီးနဲ့ပဲလောရလို့နိုင်ရမှုသာအရေးကြီးရလို့ပြောပြီးတော့ခြေထောက်တန်အားသွေးနဲ့ဂျိုရာတို့မမြင်ရအောင်လုံးလိုက်ပြီးတဲ့နောက်မှာဇဘောတို့နဲ့ကန်လိုက်ပါတယ်ဂျိုရာကလည်းမမြင်ရပေမဲ့နောက်ဆုံးတိုက်ခွဲအတွက်အားပြေးထဲလိုက်ပြီးတော့ Star Black တင်နဲ့ဇဘောတို့ရဲ့ခြေထောက်ကိုထိုးပလိုက်ပါတယ် Star Black တင်နဲ့လက်သီးကကွဲသွားမလို့ဇဘောတို့ကနိုင်ဝိုင်းလို့ဒီကိုကတွေးလိုက်တဲ့အချိန်မှာ Star Black တင်နဲ့ထိုးလဲနေရနေဇဘောတို့က head ကြီးကွဲလာပြီးတော့ပေါ်ပိုင်းကြီးရောက်လာမလို့ဒီကိုကလည်းနှချမ်းကွဲပြီးတော့သေသွားပါတယ်ဒီကိုရှုံးရခြင်းအကြောင်းရတခုပဲရှိပါတယ်အဲ့ဒါတော့သူ့ကိုစိတ်တူအောင်လုပ်လိုက်လို့ဂျိုရာတို့ကပြောလိုက်ပါတယ်အဲ့နောက်မှာတော့ Spain Foundation ကကားလေးရောက်လာပြီးတော့ဂျိုရာတို့ကိုခေါ်သွားပါတယ် Hello ကြားလာကားနံပါတ်1ကပါအေးကြားတယ်ဒီဦးရဲ့ခန္ဓာကိုယ်ကနေအောင်နဲ့မထိမချင်းပျောက်သွားမှာမဟုတ်တယ်ကို queue ဆိုင်ပြီးတဲခဲ့ဟိုယာကီခါခွင်းရသေသွားပြီရုံလောင်းဟယ်လီကော်ပတာနဲ့တဲလာတယ် GPS Proner ဟိုကသတိမရသေးဘဲနဲ့ကားနံပါတ်1မှာစေကူသားမှုခံယူနေတယ်ဒါနဲ့ဘာလို့ Mr. Joestar နဲ့ဒီဦးရဲ့ခန္ဓာကိုယ်တကားထဲမှာတဲလာလဲဘာလို့လဲဆိုတော့ငါတို့ကိစ္စမပြီးသေးလို့ဒီဦးရဲ့ခန္ဓာကိုယ်တွေကသွေးကိုကြီးတဲ့ကိုပြောင်းထည့်ပြီးလို့ရလား Mr. Joestar ကိုအသက်ပြန်ရှင်အောင်လုံးလို့လားခင်ဗျအဲ့ဒါမဖြစ်နိုင်ပါဘူးငါတို့ကဒီခီးစဉ်ချောင်းမှာမဖြစ်နိုင်တာတွေကိုပဲလုပ်ခဲ့ရမဖြစ်နိုင်တော့အသုံးဝင်လို့ဆိုရဲစကားတွေကငါတို့တက်ဘာအဓိပ္ပာယ်မှမရှိဘူးဒီဦးရဲ့ကျေးဇူးနဲ့ဂျိုရာတို့ကနှလုံးရက်တာနဲ့နှလုံးခုံအောင်လုပ်တာကိုကျွမ်းကျင်တော့မလို့ Star Black တင်အောင်သုံးပြီးတော့ဂျိုးဆက်ကြီးရဲ့နှလုံးကိုညှစ်လိုက်တဲ့အချိန်မှာဂျိုးဆက်ကြီးရဲ့နှလုံးကပြန်ပြီးတော့ခုံလာပါတယ်ဆရာဝန်ကြီးကသွေးတွေကိုလဲပြီးတဲ့နောက်မှာတော့6ခက်နေတဲ့ဂျိုးဆက်ကြီးရဲ့အလောင်းကပြန်ပြီးတော့စိုးပြေးလာပါတယ်အဲ့လိုနဲ့ဂျိုးဆက်ကြီးရဲ့မျက်လုံးတွေပွင့်လာတဲ့အချိန်မှာ Spain Foundation ဆရာဝန်ကြီးကအံ့ဩပြီးတော့ဂျိုရာတို့ကတော့ဝမ်းသာနေပါတယ်ဒါပေမဲ့ပြန်ထိုးလာတဲ့ဂျိုးဆက်ကြီးရဲ့မူအရာထူးခြားနေပြီးတော့သွေးနာရဲ့ပိုက်တွေကိုဆွဲပြုတ်လိုက်ပါဂျိုးသားတို့မင်းအယူပဲကွာမင်းကျေးဇူးတဲ့ငါအသက်ပြန်ရှင်လာမေဘေဒီယိုဟာထိုးတော့နေပါဦးကြီးပါကွာငါမင်းစနေရပါကြီးပါငါနာမည်ကဂျိုးဆက်ဦးဂျိုးစတာငါမိမနာမည်ဆိုတီကျူကောမီဘောက်တွေဆိုရကြိုက်တယ်ကြီးစစ်ပါကွာဂျိုးထားတို့အဲ့ဆိုတာဇန်ကားရဲ့မင်းသမီးနာမည်ပြောဘိုးဒဲရခုဘီးရဆိုရတဲ့ရှင်ကိုအီးရဆိုပြီးဆိုတာဘာလို့လဲအာရယန်ခုဘစ်ခုအဲ့လိုပေါက်ရတွေကိုသေးသေးသိနေတော့ခမားစစ်ပဲကြီးအဲ့လိုနဲ့ဂျိုးဆက်ကြီးနဲ့ဂျိုရာတို့ကဒီရွက်ခန္ဓာကိုနေထွက်တဲ့နေရာကိုတောထားလိုက်တဲ့အချိန်မှာသွေးစောဘုတ်ကောင်ဖြစ်နေတဲ့ဒီယိုကနေအောင်ကြောင့်တစားစီပြိုကွဲပျက်စီးသွားပါတယ်နောက်ဆုံးမှာတော့ဂျိုးစတာမျိုးဆက်ရန်သူတော်ကြီးဒီယိုကသေဆုံးသွားခဲ့ပါပြီဒီယိုငါတို့စီကယူရတဲ့အရာတွေကဒီကဘာကြီးလိုပဲကြီးမားကျယ်ပြန့်လို့နေဘယ်တော့မှပြန်ယူလို့မရတော့ရဲ့ရှာတွေသူတို့ရဲ့အနေနာခံမှုကြောင့်ပဲငါတို့ကအခုချိန်ဒီအသက်ရှင်နေနိုင်တာအသက်ဆုံးပြီးတိုက်ခိုက်ခဲ့ကြတဲ့တန်ငယ်ချင်းတော့ကိုသူတို့နိုင်ဝိုင်းလို့အသိပေးပြီးတဲ့နောက်မှာဂျိုရာတို့လည်းနှုတ်ဆက်လန်ခွဲမဲ့ချိန်ကိုရောက်လာပါပြီဖိုးနာဟူပြင်သစ်ကိုတကယ်ပြန်တော့ပါလားကွာအမှမင်းမိသားစုတွေမရှိတော့ဘူးမလားငါနဲ့တူနယူးယောက်ကိုလိုက်ခဲ့လေမိသားစုတွေမရှိတော့ဘူးအမတ်တရကြံခဲ့ရမလို့ကျွန်တော်ဘယ်ဘဲတော့နောက်ဆုံးမှာတော့မွေးရမြေကိုပဲပြန်ရမှာပဲကိုညီလိုတော့ခေါ်လိုက်ပါကျွန်တော်ချက်ချင်းလာခဲ့ပါမယ်ကြီးမင်းမရှိတော့ရင်ပြင်းစရာကောင်းနေရောမှာပဲဖိုးနာဟူဒီခီးမှာခက်ခဲအများကြီးကြုံခဲ့ရမှာကြီးတို့ရှိနေရမလို့ပြောစရာကောင်းခဲ့ပါတယ်အေးငါတို့ကအဖွဲတစ်ခုပဲငါတို့ကအမြဲတမ်းအဖွဲဖြစ်နေမှာပါအဲ့လိုနဲ့လင်တာတော့မလို့ဖိုးနာဟူကဂျိုးဆက်ကြီးနဲ့ဂျိုရာတို့ဖက်လိုက်ပြီးတော့ဂျိုးဆက်ကြီးကလည်းပြန်မဲလိုက်ကြပါကြီးခင်ဗျာအသက်ရှိနေနိုင်ပါစေဗျာဂျိုရာတို့မင်းလည်းငါ့ကိုမမေ့ဝါနဲ့တော့ဟုတ်ပြီဖိုးနာဟူငါတို့ချိန်ကြရင်ပြန်ဆောင်ရမယ်မင်းလိုလူမျိုးတော့မေးဆိုရင်တော့မေးလို့ရမှာမဟုတ်ဘူးဖိုးနာဟူဂရုစိုက်ကွာအဲ့လိုနဲ့ခီးချင်းရှည်ယူအတူတူဖြတ်တန်းခဲ့ကြတဲ့ Star Crusader တို့ကတောင်းနှုတ်ဆက်လိုက်ကြပြီးတော့မွေးရမြေကိုကိုစီပြန်ကြပါပြီဒီကိုသေးွားမလို့ဂျိုးဆက်ကြီးရဲ့သမီးဟော်လီကလည်းနေမကောင်းဖြစ်နေရတယ်ပြန်လဲကျမ်းမာလာပြီးတော့ဂျိုးဆက်ကြီးနဲ့ဂျိုရာတို့ကဂျပန်ကိုပြန်လာနေပြီဆိုတဲ့အကြောင်းပြောရလိုက်ပါတယ်လိန်စင်းနေနဲ့ဂျိုရာတို့ကဓာတ်ပုံတစ်ပုံကြည့်နေရမလို့ဘာဝင်လဲလို့ဂျိုးဆက်ကြီးကကြည့်တဲ့အချိန်မှာသူတို့ချော့ရတဲ့အမတ်တရဓာတ်ပုံလေးဖြစ်နေပါတယ်အဲ့လိုနဲ့ဂျိုဂျိုဘေဆိုတာ Venture Factory Star Crusader ကဒီမှာပြီးဆုံးသွားပါတယ်လာအောင်မဲ့သာကျေးဇူးအားပေးတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ထပ်တင်မှာတော့ဂျိုဂျိုဘေဆိုတာ Venture Pack for Diamond Amicable Josuke တို့ပိုင်းဖြစ်ပြီးတော့ဂျိုးဆက်ကြီးနဲ့ဂျိုရာကိုလည်းပြန်လာပါတယ်ဟာမစ်တိုပါပရာဟေး Josuke ငါ့ကိုဒါကြီးမြင်ကူရုံးက Star Black ကြီးနဲ့ The World တို့ရတယ်တကယ်ကောင်းမွန်တဲ့ကမ်းလှမ်းချက်လေးပဲဒါပဲလီတော့မတော့ဟာရသူဇလန်လေးကတော့ဂျိုးဆက်ကြီးရဲ့ရှိမဲမသိတဲ့သားဂျိုစကေနေထိုင်တဲ့မော်ရီယာမျိုးလေးမှာရှိတဲ့လူသက်သမားအကြောင်းပဲဖြစ်ပါတယ်